အားလုံးပဲမြင်လာပါကျမနာမည်ကတော့နော်ကျူးလာပါအခုခေတ် social platform မှာအရန်ဟိုမှာဗီဒီယိုတွေတင်နေကြတယ်စကားပြောတယ်အရှင်းမှာစာရင်းတွေထိုးကြတယ်ဗီဒီယိုတွေဓာတ်ပုံတွေထပ်ပြီးတင်ကြတယ်ဒါတွေကိုတွေ့တဲ့အခါမှာကိုယ်တိုင်လည်းသူတို့လိုမျိုးလှုပ်တက်ချင်ခဲ့တယ်ဒါကြောင့်မို့လို့တင်တဲ့တစ်ခုကိုတက်တော့မယ်လို့စဉ်းစားလိုက်တဲ့အချိန်မှာပဲ Creative Vibe Academy တင်တဲ့ကိုဝင်ရောက်ပြီးတော့တက်ခဲ့ပါတယ်တင်တဲ့ဝင်ရောက်တက်ခဲ့တဲ့အခါမှာတကယ်ပဲကိုရွေထားတဲ့အတိုင်း video editing ကိုကောင်းကောင်းမွန်မွန်လုပ်နိုင်သွားခဲ့တယ်တင်တဲ့တက်တဲ့အခါမှာတင်တဲ့ဘက်ကတင်ကြားမှုတွေမလုပ်ခင်မှာဆက် introduction video တစ်ပုဒ်အရင်ရခိုင်းပါတယ်။မှာတစ်ပတ်ပြီးတစ်ပတ်အင်စာနေနဲ့ video editing တစ်ပုဒ်ချင်းစီတင်ခဲ့ရတယ်။မမတက်မြခင်ကရိုက်ထားတဲ့ set introduction video နဲ့တင်တဲ့ကိုရောက်တဲ့အခါမှာ storytelling, script writing, video editing တင်ပြတဲ့အခါမှာကိုဖန်တီးလိုက်တဲ့ video တစ်ခုနဲ့ဘယ်လိုမျိုးဘယ်လောက်ထိကွာခြားသွားလဲဆိုတာကိုဆက်ပြီးတော့ကြည့်ရှုပေးကြပါရှင်။အားလုံးပဲမင်္ဂလာပါရှင်။ကျွန်မနာမည်ကတော့နော်ကျူးလာပါ။အခုလက်ရှိမြန်မာနိုင်ငံရဲ့လူဦးရေအထူးထပ်ဆုံးဖြစ်တဲ့ရန်ကုန်မြို့မှာနေပါတယ်ရှင်။ဝါသနာပါဆုံးကတော့ဗီဒီယိုတွေကိုတေချာ editing လုပ်ပြီးတော့တေချာဖန်တီးတတ်ဖို့ပဲဖြစ်ပါတယ်။ storytelling လို့ဆိုတဲ့စမ်းစစ်ပန်တိုင်းစာနဲ့ပြောတတ်ပြီးတော့စစီတေချာလုပ်ပြီးတော့ကောင်းမွန်စွာနဲ့ဖန်တီးနိုင်ဖို့အတွက်ဖြစ်ပါတယ်ရှင်။ကိုအောင်စုပိုင်ကိုစတင်မျိုးတည်တာကတော့ Creative Vibe ဆိုတဲ့ page ကနေပြီးတော့စတင်တည်တာဖြစ်ပါတယ်။အဲ့မှာကိုအောင်စုပိုင်တင်ထားတဲ့ဗီဒီယိုတွေအများကြီးဖြစ်တယ်။အဲ့နောက်တော့ Creative Vibe Academy လည်းပဲကိုအောင်စုပိုင်ရဲ့ page တွေကနေပြီးတော့ပဲတခဲ့တာဖြစ်ပါတယ်။ဗီဒီယိုတွေဆုံးခံနေမှာတော့ Creative Vibe Academy တင်တဲ့ကိုပြောပြသွားလေးရှိပါတယ်။ဒါကြောင့်မို့လို့ဒီကနေပြီးတော့တည်ထားခြင်းဖြစ်ပါတယ်။နောက်တော့ဒီတင်တဲ့ကိုအတိကရွေးချယ်ပြီးတော့တရားရတဲ့အတိကအကြောင်းရင်းကဒီတင်တဲ့ဆိုလို့ရှိရင်ဖုန်းတစ်လုံးထပ်နဲ့လည်းတရားလို့လည်းရတယ်။နောက်တော့ online class ဖြစ်တဲ့ကြောင့်မို့လို့ကိုရှင်းနေရတယ်ပြီးတော့တရားလို့ရတဲ့အကြောင်းမို့လို့ရွေးချယ်ပြီးတော့တရားခြင်းဖြစ်ပါတယ်။ video editing နဲ့ပတ်သက်ပြီးတော့တစ်ခါမှလုပ်ဖို့ချင်လည်းမရှိဘူး။မလုပ်တတ်ဘူး။ဒါကြောင့်မို့လို့ကောင်းမွန်စွာနဲ့လုပ်ချင်တာကြောင့်မို့လို့ဒီတင်တဲ့ကိုတရားရခြင်းဖြစ်ပါတယ်။ဒီအချက်တွေအများကြီးရှိပါတယ်။ဘာမှတတ်မှတ်ထားခြင်းမရှိပါဘူး။အကောင်းမွန်ဆုံးကြိုးစားသွားပါမယ်ရှင်။အားလုံးကျေးဇူးတင်ပါတယ်။ကောင်းသောနေ့ရက်လေးကိုပါဆိုင်နိုင်ကြပါစေရှင်။အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကမ္ဘာပေါ်မှာရှိတဲ့လူတွေမှာအဖြစ်များနေတဲ့နာရာရှည်ယောဂတစ်မျိုးအကြောင်းပြောပြပါမယ်အဲ့ဒါကတော့ဆီချိုယောဂဖြစ်ပါတယ်ဆီချိုယောဂဆိုတာနာရာရှည်ယောဂတစ်မျိုးပါသွေးအတွင်းတကြားကျဲမြင့်မားနေခြင်းဖြစ်ပါတယ်အမျိုးအစားတစ်ဆီချိုယောဂသည်အင်ဆူလင်ဟော်မုန်းမထုတ်လုပ်ခြင်းသို့မဟုတ်အနည်းငယ်ပဲထုတ်လုပ်ခြင်းကြောင့်ဖြစ်ပေါ်ခြင်းဖြစ်ပါတယ်ကလေးငယ်တွေမှာအဖြစ်များတဲ့အမျိုးအစားဖြစ်ပြီးအသက်အရွယ်အမျိုးဖြစ်ပွားနိုင်ပါတယ်။ယောဂလက္ခဏာတွေအနေနဲ့ကတော့ရေအလုံးဆခြင်းအလုံးအမဲဆလောင်ခြင်းစီးမကြာခဏသွားခြင်းရုတ်တရက်ကိုယ်လေးခြင်းကြာဆင်းခြင်းအမြင်အာရုံဝေဝါးခြင်းအနာကျက်နေခြင်းဟောပတ်ခြင်းတို့ဖြစ်ပါတယ်။အမျိုးအစားနဲ့ဆီချိုယောဂကတော့ခန္ဓာကိုယ်ကအင်ဆူလင်ကိုထုတ်လို့တော်လဲပဲကောင်းကောင်းအသုံးမချနိုင်တာကြောင့်မို့လို့ဖြစ်ပါတယ်။ယောဂလက္ခဏာတွေအနေနဲ့ကတော့ရေအလုံးစားခြင်းအလုံးအမင်းဆာလောင်ခြင်းစီးမကြခဏသွားခြင်းရုတ်တရက်ကိုယ်လေးခြင်းကြာဆင်းခြင်းမောပန်းခြင်းအမြင်အာရုံဝေဝါးခြင်းအနာကျက်နေခြင်းအရေးပြား၆တွေ့ခြင်းခြေလက်ထုံခြင်းတို့ဖြစ်ပါတယ်အမျိုးအစားနဲ့ဆီချိုယောဂဆိုလို့ရှိရင်အသက်အလက်ပိုင်းနဲ့လူကြီးတွေမှာအဖြစ်များတဲ့အမျိုးအစားဖြစ်ပါတယ်ဒါပေမဲ့အသက်အရွယ်မြေဖြစ်ပွားနိုင်ပါတယ်ကလေးမွေးဖွားပြီးနောက်ပိုင်းဆက်လက်ပြီးဆီချိုယောဂရှိနေပဲဆိုပါစို့အဲ့ဒါဆိုရင်တော့ကိုယ်ဆောင်ဆီချိုမဟုတ်ပဲအမျိုးအစားနဲ့ဆီချိုယောဂဖြစ်ပါတယ်ကိုယ်ဆောင်ဆီချိုယောဂဆိုတာရခင်ကဆီချိုယောဂမရှိဘူးဒါပေမဲ့ကိုယ်ဆောင်နေစဉ်အတွင်းဆီချိုယောဂရှိတာဖြစ်ပါတယ်ယောဂလက္ခဏာတွေအနေနဲ့ကတော့ရေအလွန်ဆာခြင်းအလွန်အမင်းဆာလောင်ခြင်းမင်းမကိုတဝါရာရန်ခြင်းပါးစပ်၆ခြင်းမကြာခဏစီးသွားခြင်းဒီကိုယ်လုံးနှုံးခြင်းတို့ဖြစ်ပါတယ်ဆီချိုယောဂသည်နာရာရှည်ယောဂတစ်မျိုးဖြစ်ပြီးအရှင်းမပြောင်းနိုင်ပါသွေးရင်းကြကြားတဲ့ပမာဏမမြင့်တက်လာစေရတာထိမ့်သိမ်းရမှာဖြစ်ပါတယ်ဆီချိုယောဂရှိနေတဲ့သူတွေစားလို့ရတဲ့အစားအသောက်တွေကတော့အသားငါးဟင်းသိမ်းဟင်းရွက်ပစုံပြုပြင်မထားသောနို့နဲ့နို့ထွက်ပစ္စည်းအရေရွှမ်းပြီးအချိုဓာတ်နဲ့တဲ့အသီးတွေဖြစ်ပါတယ်ဆီချိုယောဂရှိတဲ့သူတွေဆောင်ရမယ့်အစားအသောက်တွေကတော့ချောကလက်ရေခဲမို့ ready made အစားအစာငပိငချာငံပြာရည်ကိမ်းမို့ခရင်များပီဇာအာလူကြော်ပါစတာ
တတိယတတိချောင်းများဟော့တော့ဇက်ဥချောင်းဝက်ဥချောင်းပိဆန်အစီများအရက်ဘီယာအချိုရည်တို့ဖြစ်ပါတယ်လူတစ်ယောက်မှာတာမန်ဂလူကိုပမာဏသည်80ကနေ120အတွင်းပြန်များရှိသင့်ပါတယ်။သွေးချင်းဂလူကိုမြင့်တက်ခြင်းကို hyperglycemia လို့ခေါ်ပြီးသွေးရင်ဂလူကိုကျဆင်းခြင်းကို hypoglycemia လို့ခေါ်ပါတယ်။ဆီးချိုယောဂရှိသူတိုင်းဒီအမြဲတမ်းသွေးရင်းတကြားပမာဏမြင့်တက်နေမှာမဟုတ်ပါဘူး။တစ်ခါကျရင်သွေးချင်းဂလူကိုပမာဏကျဆင်းတက်ပါတယ်။ဆီးချိုအလွန်တက်လျင်အသက်အန္တရာယ်ရှိနိုင်တယ်လို့ဆီးချိုအလွန်ကျလျင်လည်းအသက်အန္တရာယ်ရှိနိုင်ပါတယ်။ဒါကြောင့်ဆီးချိုယောဂရှိတဲ့သူတွေနဲ့ဆီးချိုကြပြီးအသက်အန္တရာယ်ဆုံးရှုံးတဲ့အရာမျိုးမဖြစ်စေဖို့အတွက်ထညက်တကြားလုံးအချို့ရဲ့စတင်တို့ကိုလည်းဆောင်သင့်ပါတယ်။ဆီးချိုယောဂရဲ့နောက်ဆက်တွဲဆိုးကျိုးတို့အနေနဲ့ကတော့ကြောက်ကပျက်စီးခြင်းနှလုံးနဲ့ဆိုင်သောယောဂများဖြစ်ခြင်းမျက်စိကွယ်ခြင်းခြေလက်များပုပ်၍ဖြစ်ရခြင်းတို့ဖြစ်ပါတယ်။ဒါကြောင့်ဆီးချိုယောဂရှိတဲ့သူတွေဟာဆိုသွေးတွင်းတကြားတဲ့ပမာဏမှန်ကန်စေဖို့အတွက်စာအာဟာရမျှတအောင်စားရမယ်လေ့ကျင့်ခန်းတွေလုပ်ရမယ်အရက်ဘီယာရှောင်ရမယ်စိတ်ဖိစီးမှုတွေကိုရှော့ချရမယ်6လတစ်ကြိမ်မျက်စိစမ်းသပ်စစ်ဆေးမှုတွေကိုပြုလုပ်ရမယ်ပိုလေးချိန်သိမ့်မယ်ပုံမှန်ဆေးဝါးကုသမှုခံယူပြီးဆေးများကိုပုံမှန်ထိုးပုံမှန်တောက်မယ်ဆိုလို့ရှိရင်တက်တန်းဆေးနေနိုင်မှာဖြစ်ပါတယ်အားလုံးပဲကျန်းမာကြပါစေရှင်ကျမကတော့နော်ကျူးလာပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ် page လေးကို follow လုပ်တာဖို့လည်းမမေ့ပါနဲ့เนาะနောက်ထပ်ဗီဒီယိုမှာထပ်မံပြီးတော့ဆုံတွေ့ကြပါမယ်ရှင်